ไม่รับทำแท้งนะคะรับแต่ทำลูกนะหลายๆคนทักมาเยอะมากเลยขอทำแท้งพาไปทำแท้งหน่อยเรา2คนไม่รับทำแท้งนะคะฟังชัดๆนะคะကိုယ်လောကမဖြတ်ပေးပါဘူးရှင်နော်ကိုယ်ဖြတ်ချတာတွေဒီကိုယ်မှာအကြောင်းတစ်ခုခုဖြစ်တာပဲဖြစ်ပေါ့နော်တီတာတို့တမယာကိုလောကကိုယ်ဖြတ်ချပေးလို့မရှိပါဘူးဒါပေမဲ့ဒါတရားဥပဒေနဲ့မကင်းထိုင်းနိုင်ငံမှာတရားဥပဒေမကင်းတဲ့ဖြစ်တဲ့အတွက်တီတာတို့ငွေဆောင်လုပ်ပေးပါဘူးရှင်နော်တီတာလုပ်ပေးတာကနှာခေါင်းခွဲစိတ်မျက်ရည်ခွဲစိတ်မင်းမကိုပြုတ်ပြေအဲ့ဒါတွေပဲလုပ်ပေးနေတခြားကြမှာရေးတွေပဲစိတ်ပေးတဲ့ဒီတစ်ခုပဲရှိတယ်နော်လောကကလေးဖြတ်ချပေးတယ်လောကမလုပ်ပေးပါဘူးရှင်နော်ဒီခုတောင်းဆိုထားပါတယ်ပြောထားတယ်နော်รับเฉพาะสุขภาพแล้วก็ความงามนะคะศัลยกรรมความงามแล้วก็หรือบางคนอ่ะแบบไปแท้งมาโดยที่ไม่ได้ตั้งใจหรือว่าท้องร่องมดลูกอย่างเงี้ยก็คือเรารับทำรับพามารักษาแต่ว่าใครที่ไม่อยากมีลูกตรงนี้ไม่รับทำนะคะไม่ต้องโทรมาด้วยนะလောကိုမာကတခြားပြဿနာရှိဒီခုဆေးဝါးဖြစ်ပေါ်နော်ကာကွယ်ကြပါနော်လိုဝါဖြစ်လာတော့မလုပ်ပေးပါဘူးရှင်နော်ချာနေရနဲ့ရှိပြီးမမေခဏနဲ့ထားထဲနဲ့တောင်းတော့ရှိပိတ်လို့ บาปกรรมนะคะဘာကာမီတီ